ABSN Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်လူကြီးမင်းတို့ရဲ့ကလေးတွေကိုဘလို့ပြုစုပြောထောင်မဲ့နီလန့်တွေကိုမျှဝေပေးနေတဲ့ channel လေးဖြစ်ပါတယ် channel လေးကိုအားပေးကြပါအောင်ဗျာကျေးဇူးအထူးတင်ရှိပါတယ်ကလေးတွေဖုန်းသူဂိမ်းဆွဲနေရင်မိဘတွေအတွက်စိန်ခေါ်မှုကြီးပါတယ်ဒါပေမဲ့စိတ်ရှိရှိနဲ့စနစ်တကျဖြည့်ရှင်းရင်ကောင်းကောင်းထိန်းချုပ်နိုင်ပါတယ်အဓိကအကြံပြုချက်တွေကိုအောက်ပါအတိုင်းခွဲပြီးပြောပြပါမယ်တဲ့မိဘကိုယ်တိုင်ဥပမာဖြစ်ပါကလေးကိုဖုန်းမဆွဲစေချင်ရင်မိဘကအရင်ဖုန်းရှော့သုံးပါအထူးသဖြင့်ကလေးနဲ့အတူနေတဲ့အချိန်မနက်အိယာကနိုးချိန်စားချိန်ကစားချိန်မှာဖုန်းမကင်ပါနဲ့မိဘကိုယ်တိုင်စခရင်ကိုအလွန်ကြုံသုံးနေရင်ကလေးလိုက်လောက်လာတတ်ပါတယ်နှစ်ပွင့်ပွင့်လင်းလင်းဆွေးနွေးပါ open communication ကလေးနဲ့ထိုင်ပြီးစိတ်တူမနေပဲပြောပါဖုန်းအရန်ဆော့ရင်မျက်စိနာတယ်အေးရေးမဝဘူးကစားချိန်လျော့သွားတယ်လိုမျိုးအကြောင်းရင်းရှင်းပြပါကလေးပါကြောင့်ဆွဲနေလဲနားထောင်ပါပြင်းလို့တငယ်ချင်းနဲ့ဆော့ကျင်လို့စသဖြင့်အတူဖြည့်ရှင်းနေရှာပါ3စက္ကန့်အချိန်ကန့်သက်ပါ screen time limits နေ့စဉ်အချိန်သတ်မှတ်ပါဥပမာကျောင်းသားဆိုတစ်နေ့တစ်2နာရီအထိငယ်ငယ်ဆိုပိုနေပါစားချိန်အိတ်ချိန်မတိုင်ခင်1နာရီအိတ်ခမ်းအတွင်းမသုံးရအောင်စီးမြင်ချပါဖုန်းထွေတွေအိတ်ခမ်းအပြင်ထားပါ parental control app ဖုန်းမှာပါတဲ့ screen time setting သုံးပြီးအချိန်ကန့်သက်နိုင်ပါတယ်တဖြည်းဖြည်းလျှော့ပါရုတ်တရက်ပိတ်ရင်ပိုဆိုးနိုင်ပါတယ်၄အစားထိုးပျော်စရာလှုပ်ဆောင်ချက်တွေရှာပေးပါ fun alternatives ဖုန်းလျှော့ရင်ဘာလို့ရမှန်းမသိရင်ပိုဆိုးနိုင်တယ်ဒါကြောင့်အပြင်မှာကစားခြင်းဘောလုံးကန်ခြင်းစပေးစီးခြင်းတရွက်စုခြင်းပန်းဆိုင်ခြင်းမိသားစုအတူဘုတ်ကိန်းဆော့ခြင်းစာဖတ်ခြင်းချက်ပြုတ်ခြင်းအိမ်မှာလှုပ်ရှားခြင်းကလေးစိတ်ဝင်စားတဲ့ hobby ပကြီးဂီတအားကစားတွေတွေ့ရှာပေးပါ၅အပြုသဘောအားပေးပါစီးမြင်လိုက်နိုင်ရင်ချီးကျူးပါဥပမာအပြင်မှာကစားခွင့်ပိုပေးအတူအချိန်ပိုပေးအမှားလုပ်ရင်အပြစ်ပေးမဟုတ်ပဲဆွေးနွေးပြင်ဆင်ပါနိုင်သုံးပြီးအချိန်ကုန်ရင်ရက်ရမယ်လို့ကြိုပြောထားပါ6အခြားအကြံပြုချက်များမိသားစု media plan တစ်ခုရေးပါဘယ်အချိန်တွေမသုံးရမလဲဘယ်ဂိမ်းခွင့်ပြုမလဲအားလုံးသဘောတူအောင်လုပ်ပါကလေးအရွယ်လိုက်ကန့်သက်ပါနှစ်အောက်ဆိုစက္ကရင်လုံးဝမပေးတာပိုကောင်းကြီးလာရင်တဖြည်းဖြည်းပြဿနာပြင်းထန်ရင်စိတ်တူအာယုံမဆိုင်နိုင်ကျောင်းမှတ်တမ်းကြစဉ်စိတ်ပညာရှင်သို့မဟုတ်ကလေးစိတ်ပညာရှင်နဲ့တိုင်ပင်ပါအရေးကြီးဆုံးကမိဘနဲ့ကလေးဆက်ဆံရေးကောင်းအောင်လုပ်ပါအချိန်ပေးနားထောင်ပြီးအတူလှုပ်ဆောင်ရင်ကလေးနားလည်လာပါလိမ့်မယ်တခါတည်းမပြောင်းနိုင်ရင်တဖြည်းဖြည်းလုပ်ပါတင့်ကလေးအတွက်အကောင်းဆုံးဖြစ်ပါစေပိုအသေးစိတ်လို့ရင်ကလေးအသက်ဘယ်လောက်ရှိလဲဘယ်လိုဆွဲနေလဲဆိုတာပြောပြပေးပါပိုကူညီပေးနိုင်ပါတယ်ဗီဒီယိုကိုဆုံးအောင်ကြည့်ပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်လူကြီးမင်းတို့ရဲ့ subscribe လုပ်ပေးခြင်းကနောက်ထပ်ဗီဒီယိုများအတွက်အင်အားဖြစ်စေပါတယ်ဘေးနားကလူဒီခေါင်းလောင်းလေးကိုနှုတ်သွားပေးပါအောင်တော့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျာ